ဟင်ဒ်ဘင်အဘီဟာလာရဒီအလ္လာဟူတာလာနုတမန်တော်မြတ်ကြီးကမြည်လေးအီမမ်ဟဆန်ကိုတမန်တော်ရဲ့ရုပ်ဆင်းသဏ္ဍာန်နဲ့ပတ်သက်ပြီးတော့တင်ပြအဇဂျူလ်ဟဝါဂျစ်တမန်တော်ရဲ့မျက်ခုံးတွေကအရင်ထူနေတာလည်းမဟုတ်ဘူးအရင်ပါနေတာလည်းမဟုတ်တချို့လူတွေလိုမျိုးမျက်ခုံးပျောက်သွားတာလည်းမဟုတ်ဘူးမျက်ခုံးအရင်ပါနေလို့မျက်ခုံးထူအောင်လုပ်ယူစရာလည်းမလိုတမန်တော်မြတ်ကြီးကမျက်ခုံးတွေကဖြောင်းပြီးတော့ဆင်းနေတယ်ကော့နေတယ်အင်တမန်လပါတဲ့မျက်ခုံးတွေဖြစ်ဘိုင်နဟူမာအီရ်ယဒရဟူလ်ဂဒဘ်မျက်ခုံးနှစ်ခုရဲ့ကြားထဲမှာအကျော်လေးတစ်ခုရှိတယ်အဲ့ဒီအကျော်လေးကတမန်တော်ဒေါသထွက်လာပြီဆိုရင်ဖောင်းလာလေးရှိတယ်ဆဟာဘာတွေကအဲ့ဒီအကျော်လေးဖောင်းလာပြီဆိုရင်တမန်တော်မြတ်ကြီးစိတ်ဆိုးနေတယ်ဆိုတာသိသွားမျက်ခုံးနှစ်ခုကဆက်နေတာလည်းမရှိဘူးမျက်ခုံးနှစ်ခုကကြားထဲမှာဘာမှဆက်ပြီးတော့မျက်ခုံးဝေးတွေဆက်နေတာအဲ့ဒီပုံစံလည်းမရှိဘူးမျက်ခုံးနှစ်ခုလုံးကသူ့နေရာနဲ့သူကွက်တီလေးစနစ်တကျလေးရှိနေဆက်လက်ပြီးတော့ဆဟာဘီအမိန့်ရှိတဲ့တမန်တော်မြတ်ကြီးမုဟမ္မဒ်ရဆူလလာဆလ္လာလာဟ်အလိုင်ဝါဆလမ်ရဲ့အကလ်အီရနီန်နှာခေါင်းကအလွန်ပဲလာပါနှာခေါင်းပြားနေတာလည်းမရှိဘူးနှာခေါင်းအရန်ချွန်နေတာလည်းမရှိဘူးနှာခေါင်းကမြင့်တဲ့ဘက်ကိုတန်းလဟူနူရွန်ယာလူအဲ့ဒီနှာခေါင်းမှာအလ္လာဟ်ကနူရတစ်ခုကိုထည့်ပေးတာအဝေးကနေလူတစ်ယောက်ကတမန်တော်မြတ်ကိုလှမ်းပြီးတော့ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီနူရကိုအရင်ဆုံးမြင်ရနှာခေါင်းပေါ်မှာအလ္လာဟ်ကနူရကိုထည့်ပေးတာဆက်လက်ပြီးတော့ဆာဟာဘီအမိန့်ရှိတဲ့ဆဟလုလ်ခဒ်ဒိုင်တမန်တော်မြတ်ကြီးရဲ့ပါးပြင်ကတော်တော်ပဲလာအသားတွေအရင်ပို့ပြီးတော့အစ်ပြီးတော့ဖောင်းနေတယ်ဆိုတာလည်းမရှိဘူးအဲ့ဒီတိုင်းပဲအသားမရှိဘဲနဲ့ခြိုက်ပြီးတော့ဝင်နေတယ်ဆိုတာလည်းမရှိဘူးအလွန်ကိုလှပပြီးတော့သူ့နေရာနဲ့သူပြည့်ပြည့်ဝဝလေးအသားလေးတွေလည်းသူ့နေရာနဲ့သူကွက်တိရှိတယ်ဖောင်းနေတာလည်းမရှိဘူးပိန်နေတာလည်းမရှိဘူးတော်တော်ကိုချောမွေ့ပြီးတော့လှပတဲ့ပါးပြင်ဖြစ်ဆဟလုလ်ခဒ်ဒိုင်တမန်တော်မြတ်ကြီးရဲ့ပါးပြင်ကတော်တော်ကိုလှပတယ်တော်တော်ကိုနုညံ့အဲ့ဒီတိုင်းပဲဆက်လက်ပြီးတော့ဆာဟာဘီအမိန့်ရှိတဲ့ကတ်ဆွလ်လဟယာတမန်တော်ရဲ့ဒါရီကအလွန်ကိုထူတယ်တမန်တော်မြတ်ကြီးရဲ့မုတ်စိတ်တော်ကထူတယ်အဲ့ဒီတိုင်းပဲတခါတည်းထူတဲ့အုံလေးဖြစ်တယ်တမန်တော်လုံးဝပါနေတယ်ဆိုတာလည်းမရှိဘူးမုတ်စိတ်ကိုဘောတော့မှရိတ်ခဲ့တယ်ဆိုတာလည်းမရှိဘူးတော်တော်ကိုထူထဲနဲ့အလွန်ကိုလှပတဲ့ဒါရီတော်ဖြစ်အဲ့ဒီတိုင်းဆက်လက်ပြီးတော့ဆာဟာဘီအမိန့်ရှိတဲ့ဒလီအလ်ဖမ်တမန်တော်ရဲ့နှခမ်းတမန်တော်ရဲ့ဗဇက်ကလည်းအလွန်ကိုလှနှခမ်းသေးနေတာနှခမ်းအရန်ထူနေတာနှခမ်းကြီးနေတာနှခမ်းပါနေတာအတိုင်းထက်အလုံးအဲ့ဒါလိုလည်းမရှိဘူးတော်တော်ကိုသူ့နေရာနဲ့သူအလွန်ကိုလှပတဲ့နှခမ်းကသူ့နေရာမှာသူရှိပြီးတော့ကြီးနဲ့ပုံစံကြဲလေးအဲ့ဒါလိုပုံစံလေးရှိတယ်ဆိုပြီးတော့ဆာဟာဘီအမိန့်ရှိဆက်လက်ပြီးတော့ဆာဟာဘီအမိန့်ရှိတယ်မူဖလဂျူဆနာယာတမန်တော်မြတ်ကြီးမုဟမ္မဒ်ရဆူလလာဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ရဲ့အရှိသွားလေးတွေကအလွန်ပဲလှအရှိသွားနှစ်ချောင်းရဲ့ကြားထဲမှာနည်းနည်းလေးချားနေတယ်အဲ့ဒီထဲကနေပြီးတော့တမန်တော်စကားပြောပြီးဆိုရင်နူရတွေကထွက်လာလေးရှိရှေ့သွားနှစ်ချောင်းရဲ့ကြားထဲမှာနည်းနည်းလေးချားနေတယ်အဲ့ဒီထဲကနေနူတွေကထွက်လာဒါဟင်ဒ်ဘင်အဘီဟာလာရဒီအလ္လာဟူတာလာနုမိမိရဲ့တမန်တော်မြတ်ကြီးရဲ့မြီးလေးကိုတမန်တော်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ပြနေခြင်းဖြစ်ဆလ္လာလာဟူအလိုင်ဟီဝါဆလမ်